ကဲကျွန်တော်တို့ဘာစီလိုနာဖန်ရှင်းညီကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီညကျွန်တော်တို့ရဲ့ဘာစီလိုနာအသင်းချန်ပီယံလိရှုံးထွက်ပွဲစဉ်တွေစပြီဗျာ16သင်းအဆင့်ရှုံးထွက်ပွဲစဉ်ကျွန်တော်ဘာစီလိုနာအသင်းဒီညချန်ပီယံလိ16သင်းရှုံးထွက်အဆင့်ပွဲစဉ်ရှိတယ်ဗျနယူကာဆယ်အိမ်ကွင်းမှာသွားပြီးတော့ကန်ရမယ်နယူကာဆယ်အိမ်ကွင်းမှာဘာစီလိုနာနယူကာဆယ်နဲ့ရင်ဆိုင်ရမယ်ပေါ့အဓိကတော့ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့ရဲ့အသင်းစောစောစီးစီးအခြားအသင်းတွေနဲ့တွေ့တာနဲ့ဆိုင်ဗျာအမှထားပါတော့ Chelsea တို့ PSG တို့နဲ့တွေ့တာနဲ့ဆိုင် Newcastle နဲ့တွေ့တာတော့နည်းနည်းလေးတော်သေးတယ်လို့ပြောရမယ်ဗျာဘာလို့လဲဆိုတော့ဒီလိုစောကျွန်တော်အသင်းကိုအရန်အားပေးတယ်ဗျာကျွန်တော်16သင်းအဆင့်နဲ့မထွက်ရှင်ဘူးဗျာဘာလို့ဆိုကိုအသင်းရဲ့နောက်တန်းခံစစ်ကိုလည်းကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်တို့ညီကိုတွေကဘောလုံးဘာစီလိုနာအသင်းဟာအများတန်းဂိုးကအသိရမှာပေးနေရတာကျွန်တော်တို့ဒီခံစစ်နေရကိုသမားဂျိုဝမ်ကာစီယာလက်ဆမ်းမပြရင်ပေးရပြီဗျာကျွန်တော်တို့နောက်တန်းနေရအဆင်မပြေဘူး UCN ပွဲတွေမှာဒါပေမဲ့လည်းနယူကာဆယ်အိမ်ကွင်းမှာလွယ်တော့မလွယ်ဘူးဗျာကျွန်တော်တို့တွေအသင်းဘာလို့လဲဆိုတော့နယူကာဆယ်ကသူ့အတူဘလောက်ပဲဒီချိန်မှာရှေ့ကျနေတယ်ပြောနယူကာဆယ်အိမ်ကွင်းမှာတော့အစိတ်ရှိတယ်ဗျာသူ့အတူဘယ်အသင်းလာနယူကာဆယ်ရှုံးကမှရှုံးအိမ်ကွင်းမှာတော့ဒီကောင်ဖိပြီးတော့ကန်တာပဲနယူကာဆယ်ကဘာလို့လဲဆိုတော့သူ့မှာအဓိကအားစိုက်ပြီးကန်စရာကျွန်တော်ဒီချန်ပီယံလိပွဲစဉ်တွေပဲရှိတော့ရဗျာအဲ့တော့ तू ကတက်နိုင်သမျှအဆင့်မြင့်လေ तू ကအားစိုက်ပြီးတော့မြင့်အောင်ဗျာဒီမှာကို16တင်းစင်ကွာတာလို့စီမီလို့ရောက်နိုင်သမျှရအောင် तू ကတော့အားစိုက်ပြီးကန်ပါပဲအဓိကကိုအားမတန်လို့မန်ရှော့လို့ရှုံးကမှရှုံးအောင်တော့ပရီးမီးယားလိမှာလည်း तू ကဥရောပဝင်ကင်းဘာမှမှန်းလို့မရတော့အဲ့တော့ तू ကဒီဟာကိုပဲအားစိုက်ပြီးတော့ကန်ပါပဲအဲ့တော့ကျွန်တော်တို့တွေအတင်းကဘာစီလိုနာအတင်းကဘာလို့ဆိုနည်းနည်းအားတာတာဗျာနယူကာဆယ်မှာလူမစုံဒါမှဂရီမာတက်တို့ဘာလို့မပါဘူးအဲ့တော့ကျွန်တော်အသင်းမှာလည်းလူတော့မစုံပါဘူးအဓိကကွင်းလည်ရမှာတော့ Frankie ဒီကြောင့်မပါတာတော့တော်တော်လေးနစ်နာဗျာဒီလိုပွဲတွေမှာချန်ပီယံလိလောက်အောက်ဂိမ်းပွဲတွေမှာဒီလို Frankie ဒီကြောင့်နဲ့ဘက်ထရီအတွက်ကျွန်တော်တို့တွေမပါတာတော့တော်တော်လေးတိတ်ပြီးတော့မကောင်းဘူးပေါ့ဗျာဒါမဲ့လို့တော့မတ်ဘာနယ်တို့ဘာလို့လဲမစိုးပါဘူးဒီရှာတိတ်လေးတွေလည်းအခုဆိုရင်နောက်ပိုင်းပွဲတွေမှာဂိုးတွေတောက်လျှောက်သွင်းလာတယ်ကစားပုံလေးလည်းမစိုးအဓိကတော့ဘက်ထရီမပါရင်တော့တော်တော်လေးအားနေဗျာဒါပေမဲ့ဘက်ထရီပါလာတော့ကျွန်တော်အသင်းတက်နည်းနည်းအားသာချက်ပေါ့ဗျာအဲ့တော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ရဲ့အသင်းဒီအင်္ဂလန်အသင်းတွေနဲ့တွေ့တဲ့အချိန်မှာနယူကာဆယ်လို့သိရမလားအရန်မြန်နှုံးမြင့်ကစားသမားတွေရှိတဲ့ပွဲစဉ်နဲ့အသင်းနဲ့တွေ့တဲ့အချိန်မှာအဓိကတော့အင်္ဂလန်အသင်းတွေကတော့မြန်နေဗျညီကိုသိတဲ့အတိုင်းအဓိကကျွန်တော်အသင်းရဲ့ကစားပုံကအနီးပြကြီးကဘယ်တော့မှမပြောင်းလဲဘူးဒီ highline defense အဲ့တော့ဒီ highline defense နဲ့ကတော့ဂိုးကတော့ပေးရမှာဗျနောက်ဆိုနယူကာဆယ်မှာလည်းဒီအီလန်ကာတို့ပါအောင်ဆိုရင်အရန်မြန်တဲ့တိုက်စစ်ကစားသမားတွေအများကြီးရှိတယ်ဗျအဲ့တော့ကျွန်တော်တို့နောက်တန်းကစားသမားတွေကသိတဲ့အတိုင်းအဲ့လောက်မြန်လားဆိုလည်းမမြန်ဘူးလေးတယ်ဗျကူပါစီယိုပါဆိုရင်အဲ့လောက်မမြန်ဘူးအဲ့တော့ကျွန်တော်တို့တွေက pressing ပေးပြီး highline ဆော့မယ် highline ဆော့မှာဖြစ်တဲ့ကြောင့် highline ဆော့တဲ့အချိန်မှာကျွန်တော်တို့တိုက်စစ်ကစားသမားတွေကွင်းလယ်ကစားသမားတွေကဘောလုံးအပေးယူမှားလို့မရဘူးမှားလိုက်တာနဲ့ကျွန်တော်တို့ဂိုးပေးရမှာခံရမှာကျွန်တော်သိတယ်ဘာလို့လဲဆိုတော့နောက်တန်းတွေကကျွန်တော်တို့နောက်တန်းတွေအဲ့လောက် recover မဖြစ်ဘူးအဲ့တော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့အသင်းဂိုးလည်းပေးရနိုင်တယ်ကျွန်တော်တို့ရဲ့တိုက်စစ်မှာလာမင်းယာမဲတို့ Rafinha တို့ Lewandowski တို့ဟလာ Marcus Rashford တို့ကျွန်တော်တို့အသင်းမှာလည်းဒီလိုမြန်နှုံးမြင့်ကစားသမားတွေအများကြီးရှိရဗျလာမင်းယာမဲဆိုလဲဒါလိန်ခောက်တွေကောင်းနေ Rafinha ဆိုလဲဒီအဝေးကန်ချက်တွေကောင်းနေဗျာမြန်လဲမြန်တယ်ပြီးရင် Marcus Rashford ဆိုလဲသူဖြတ်တင်ဘောတွေကောင်းတယ်မြန်လဲမြန်တယ်ဆိုကျွန်တော်တို့အသင်းလဲဂိုးရမယ်ဂိုးလဲပေးရမှာကျွန်တော်ပေးရမယ်လို့လည်းထင်ယူကာဆယ်လဲလို့ပဲကျွန်တော်အသင်းကိုဂိုးသွင်းပါပဲယူကာဆယ်ခံစစ်ကလည်းညီကိုသိရတိုင်းပဲတိတ်ပြီးတော့မကောင်းဘူးဗျယူကာဆယ်လည်းကျွန်တော်တို့ရဲ့တိုက်စစ်အသင်းကိုမိနစ်60လုံးကျွန်တော်တို့ရဲ့ဘာစီလိုနာတိုက်စစ်ကိုတောက်မခံနိုင်ဘူးဒီကောင်လဲဂိုးပေးရမှာအဲ့တော့ကျွန်တော်ထင်တာတော့ဒီညမြန်မြန်ဆိုင်ဆိုင်နဲ့ဂိုးတွေသွင်းကြလိမ့်ဦးမယ်ဂိုးသွင်းပွဲတော်ကြီးသွင်းကြလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ရောက်နေဗျာအဓိကတော့ကျွန်တော်တို့အသင်းနီးပြကြီးဟန်စီဖလစ်အင်္ဂလန်အသင်းတွေနဲ့တွေ့ဘာလုပ်မလဲဒုတိယကြော့နယူကာဆယ်နဲ့တွေ့တာအခုပထမကြော့မှာတော့နယူကာဆယ်အိမ်ကွင်းမှာကျွန်တော်တို့တွေဘယ်လိုပြောမလဲဆိုတော့အစောပွဲတွေကျွန်တော်ပွဲစဉ်ဇယားပွဲတွေမှာတော့နော်အုပ်စုဆင်ပွဲစဉ်တွေမှာတော့အမှတ်ပေးပွဲစဉ်တွေမှာတော့ကျွန်တော်တို့နယူကာဆယ်အသင်းကို 1-2 နဲ့နိုင်ခဲ့တယ်အဲ့တုန်းကလည်းဘာစီလိုနာအသင်းကဘယ်လိုပြောမလဲဆိုတော့ဂိုးပေါင်းစည်းက3သိပ်ရလားမသိဘူးကျွန်တော်တို့ပေးတယ် body ဈေးက level ပြား90ချုံလားမသိဘူးဘာစီလိုနာပေးခဲ့တယ်အခုတော့ body ဈေးကကျွန်တော်တို့ဘာစီလိုနာအသင်းကကျနေတယ် level 15ပြားလောက်ပြား20လောက်ပဲရှိတော့ဂိုးပေါင်းစည်းကတော့မြင့်နေတယ်အဲ့တော့ကျွန်တော်ထင်တာတော့ဂိုးတွေအပြန်လန်သွင်းကြလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပထမပိုင်းနဲ့1-1လောက်ကစပြီးကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီပွဲမှာတော့အပြန်လန်ဂိုးတွေသွင်းပြီးတော့ဖျော်ဖြေမှုတွေပေးသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဘာစီလိုနာအသင်းအကြီးကတော့ဗျာကျွန်တော်ထင်တာတော့နိုင်ဖို့ဆိုတော့တရီလောက်ထိသွားမယ်လို့ကျွန်တော်ထင်တယ်2-2တို့ကတ်နိုင်ရင်2-3တို့နယူကာဆယ်ကလည်း2-2တို့3-2တို့လည်းကျွန်တော်တို့နိုင်သွားနိုင်တယ်အဲ့တော့ဘာစီလိုနာအသင်း
နိုင်ဖို့တော့ခက်ခဲလိမ့်မယ်ဘာစီလိုနာညီကိုတွေဘာစီလိုနာဘော်ဒီနေတာတဲ့ဆိုလို့ရှိရင်ဂိုးပေါင်းအပေါ်လေးနေတာပို့ပြီးကောင်းမယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ဘာပဲပြောကျွန်တော်ကတော့ကျွန်တော်အသင်းကိုအားပေးရထွေးတာတဲ့အတွက်ကြောင့်ကျွန်တော်ဘာစီလိုနာနိုင်သေးခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်ပထမကြောက်မှာဘလို့တည်ရည်နဲ့အနိုင်ဆိုရင်ကျွန်တော်ဒုတိယကြောက်မှာအများကြီးအားတာတယ်ဗျာဘာလို့ဆိုတော့အခုအိမ်ကွင်းဒုတိယကြော့မှာနျူကတ်မှာကန်မှာဖြစ်တဲ့ကြောင့်ကိုရီတင်းကတည်ရည်ကြရင်နောက်ဆင့်တက်ဖို့ကကျွန်တော်တင်းကအလားအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဘာစီလိုနာကိုဒီနှစ်လဲဖလားရမယ်ဆိုတော့အများကြီးတော့မမှန်ရဲဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အတင်းရဲ့ခံစစ်ကတိရတိုင်းပဲဘလို့မှအဆင်မပြေဘူးပြီးတော့ဥရောပမှာအကုန်လုံးကမင်းပါလဲငါပါလဲကြားတွေကြီးပဲဗျာအဲ့လိုအတင်းနေနဲ့ကြီးကမ်းမှာဟိုတူတင်ကိုတင်ထိုးရမယ့်အတင်းနေကြီးပဲအဲ့တော့အဓိကအဆင့်မြင့်နိုင်တယ်လို့မြင့်အောင်ပေါ့ကျွန်တော်တို့အတင်းရောက်စေခြင်းတယ်ဗျာဖလားရဖို့ကတော့ကျွန်တော်အရင်ကြီးမမျှော်မှန်းရဲဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အတင်းခံစစ်ကအဓိကခံစစ်လေးကောင်းနေရဆိုရင်တော့ကျွန်တော်မျှော်မှန်းရဲဗျာမနစ်ကလည်းဒီလိုပဲဆီမီဖိုင်နယ်မှာမနေ့ကကျွန်တော်ဖိုင်နယ်တက်ပြီးတင်တာနောက်ဆုံးမိနစ်80ကျော်မှာ3-2 2-3နဲ့ရှိုးရင်းကနေပြီးတော့2-3တွေပါအင်တာကိုပြန်နိုင်ပြီးမှနောက်ပြီးမှ3-3တွေပါဖြစ်ပြီးတော့ဗျာအချိန်မှာ4-3တွေပါဖြစ်သွားအဓိကကခံစစ်ပဲဗျာကျွန်တော်ဒီနှစ်လည်းပါကျွန်တော်ခံစစ်ကိုကျွန်တော်မယုံဘူးကျွန်တော်ခံစစ်မှာလောက်ကစားသမားလောက်လာကစားသမားမရှိဘူးအဲ့တော့ဒါပေမဲ့လို့ကျွန်တော်ကတော့ကိုရီးယားဒီလွန်ခဲ့တဲ့10စုနှစ်ကျော်တည်းကဒီဘာစီလိုနာကိုအားပေးလာဗျာ2009ကာလတွေတည်ရမလားဟိုလီယိုနယ်မက်ဆီတို့ဂျာဗီတို့အင်နီစတာတို့တကယ်ငယ်စဉ်ရှင်ကာလလီယိုနယ်မက်ဆီလုံးဝငယ်ရွယ်နှုတ်ပြုံပြီးလုံးဝရှမ်းချမ်းတောက်ကောင်းနေတဲ့ဘာစီလိုနာခစ်ကိုတီကီတာကဘာစီလိုနာခစ်ကနေကျွန်တော်တို့အားပေးလာဖြစ်တဲ့အတွက်ကြောင့်အဲ့ကာလတွေမှာလည်းကျွန်တော်တို့အတင်းဖလား6လုံးတွေအောင်မြင်ခဲ့တယ်ချန်ပီယံလိတွေကိုတစ်နှစ်ကျော်တစ်နှစ်ယူခဲ့တယ်အဲ့လိုမျိုးလုံးဝဆွဲမစရာကောင်းတဲ့ဘာစီလိုနာပွဲတွေကစပြီးကျွန်တော်တို့အားပေးလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ကျွန်တော်တို့ဘာစီလိုနာအသင်းကိုပဲကျွန်တော်ကတော့ဟုတ်တီဖြစ်သည်မဟုတ်တီဖြစ်သည်ရသည်ဖြစ်သည်မြသည်ဖြစ်ကိုကတော့မျောလင်းချက်ကြီးနေတော့ဆက်ပြီးတော့အားပေးနေအောင်ပါဗျာအဓိကတော့ကျွန်တော်တို့ဒီညဘာစီလိုနာပွဲကိုထိုးကျင်တဲ့ညီကိုကြီးကျွန်တော်ကတော့ဘာစီလိုနာ body ဆိုတာတက်ဂိုးပေါင်းအပေါ်ကိုသွားလိမ့်မယ်လို့ထင်တယ်ပထမပိုင်းကနေစပြီး1-1လောက်ကနေစကြည့်ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ညီကိုတို့ရောဘယ်လိုထင်ကြလဲဒီညအတူတူစောင့်ကြည့်ရင်အားပေးကြပါဗျာကျွန်တော်ညီကိုဘာစီလိုနာရှစ်ပိတ်သက်တွေအားလုံးပဲဒီညအတူတူစောင့်ကြည့်ရင်အားပေးကြတာပေါ့